မိတ်ဆွေကျွန်တော်လူလောကတဲ့စရောက်လာတော့ကအတူမှဘာတစ်စိတ်တုံးမှမပါလာကြဘူးနော်ဗုဒ္ဓဘာသာခရစ်ယာန်အစ္စလမ်ဟိန္ဒူဆိုပြီးခွဲခြားထားတဲ့စိတ်တွေကမွေးပြီးမှကတ်လိုက်ကြတာဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီတစ်စိတ်တွေအဲ့ဒီ level တွေနောက်မှာပဲလာရင်းနဲ့လူသားဆန်မှုဆိုတဲ့အရင်ခံတရားကိုမိနေကြပြီယုံကြည်မှုဆိုတာလမ်းပြကျဲလာဒါမှမဟုတ် brown never ထူလာအဲ့ဒီမိကုန်းတွေကိုစီမောစရာမျက်ရည်ကျစရာရင်ရောမွေပြီးမိကုန်းထုတ်ခဲ့တဲ့ဇကားကောင်းတကားကိုကျွန်တော်ပြောပြပေးချင်ပါတယ်အားလုံးပဲမင်္ဂလာပါThe Tech ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြမယ့်ဇလန်လေးက Hollywood ရဲ့ masterpiece လို့ပြောလို့ရတယ် PK ဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ဇလန်ရဲ့စစချင်းမှာကဏ္ဍရဲ့တစ်ခုတည်းကိုအာကာသရင်ပြန်ကြီးဟူဆင်းတက်လာခဲ့တယ်အဲ့ဒီတည်းလူတစ်ယောက်ဆင်းလာနေပြထူးခြားတာတော့သူကကိုလုံးဒီနေဗျဘာဝစ်စားမှမပါဘူးသူ့လေဘေးမှာတော့ကြောက်စိမ့်အောင်တောက်ပနေတဲ့ remote control ကိုဆွဲကြိုးလေးတစ်ခုပဲပါပါတယ်သူကကဘာမျိုးလေးလာဖို့ရောက်လာတဲ့ဂျိုတာလေးတစ်ယောက်ပေါ့ဒါပေမဲ့ကဘာမြေကြီးကသူ့ကိုကြိုလိုက်ပုံကတော့သူစင်းလာပြီးတိတ်မကြပဲလမ်းမှာတွေ့ရလူတယောက်ကသူ့လေဘေးက remote ကိုဆွဲဖြုတ်ပြီးလစ်ပြေးပါလေရောအဲ့ဒီ remote ကသူ့ကဘာကိုပြန်မဲ့သူ့ရှင်မြန်ကိုခေါ်လိုက်ရတစ်ခုတည်းတော့ပစ္စည်းအဲ့ဒါခိုးခံရဘလို့ပြန်မှမသိတော့ပဲနိုင်နေခဲ့တယ်ဘာသာစကားမှလည်းမတက်ဝစ်စားလည်းမရှိအားကိုးစရာလည်းမရှိပဲခန္ဓာရထဲမှာတယောက်တည်းကြံနေခဲ့ရှာဒီလိုနဲ့ဇလန်ကနေရပြောင်းသွားတယ်ဘယ်ဂျီယန်နိုင်ငံရဲ့လှပတဲ့မျိုးလေးအဲ့မှာဂျက်ကူဆိုတဲ့ကောင်မလေးကတင်းတော့တင်တန်းတက်နေခဲ့တယ်တနေ့မှာသူက Safar ဆိုတဲ့ပါကစ္စတန်ကောင်လေးနဲ့တွေ့ရ Safar ကရုပ်ဖြောင်းဖြောင်းစိတ်တော်သားကောင်းတဲ့ဘီလူကအကြောင်းသားလေးတယောက်နှစ်ယောက်တာမျက်စိပြကြရင်ဇလန်နေစားကုန်ကြတာပေါ့ဒါပေမဲ့ပြဿနာကဂျက်ကူရဲ့အဖေကအိန္ဒိယမှာရှိတဲ့ဘာသာရေးကောင်းဆောင်ကြီးတာပါစီရဲ့အမာခံပရိသတ်တယောက်ဖြစ်နေပါတယ်ဘလောက်ထိတောင်ကိုးကွယ်ကလေးဆိုရင်ဂျက်ကူနာမည်အကအစအရာရာတာပါစီနဲ့မလွတ်အောင်လုပ်ထားတာအိမ်လုံးနဲ့တာပါစီရဲ့ပုံတွေကတ်ထားတယ်တောင်းနှုတ်တာတောင်တာပါစီပြောတဲ့အချိန်ခွက်တီမှနှုတ်တဲ့အထိယုံကြည်မှုလွန်ကဲနေခဲ့တာဒီလိုနဲ့ဂျက်ကူရည်စားထားတဲ့ကိစ္စကိုလည်းတာပါစီကဟောလိုက်တယ်အဲ့ဒီကောင်လေးကပါကစ္စတန်ကမင်းကိုအတီးကြမှာမဟုတ်ဘူးထားခဲ့လိမ့်မယ်ဆိုပြီးပေါ်ကင်းထုတ်လိုက်တယ်ဂျက်ကူကမယုံတက်တည်ပြဖို့အတွက်နောက်နေ့မှာပဲလက်ထပ်ဖို့ဂျက်ကူကစီစဉ်ခဲ့တယ်လက်ထပ်မဲ့နေ့မှာဖះเจ้าမှာလက်ထပ်ဖို့စောင့်နေကြတယ်ချားမျိုးတပီးသူကဂျက်ကူကိုခဏဆိုပြီးကြောင်လေးထိမ့်ပြီးဖို့ထားခဲ့တယ်ဒါပေမဲ့ဆာဖာရဲရောက်မလာသေးဘူးစားဆောင်ပဲရောက်လာခဲ့တယ်ငါတို့မဖြစ်နိုင်တော့ဘူးဆိုတဲ့သဘောမျိုးနဲ့စားလေးတစ်ဆောင်ပေါ့တာပါစီရဲ့ဟော်ကင်မှန်သွားခဲ့တယ်ဆိုပြီးဂျက်ကူခမအသေးကွဲပြီးအိန္ဒိယကိုပြန်လာခဲ့တယ်အိန္ဒိယရောက်တော့ဂျက်ကူကမိဘနဲ့အဆင်မပြေပဲ TV channel တခုမှအလုပ်လုပ်ခဲ့တယ်တနေ့မှာသူရထားစင်ထူးဆန်းလူတစ်ယောက်ကိုတွေ့ရှိခဲ့တယ်ခေါင်းမှာအဝါရောင်ဆိုင်ရဲ့အုတ်ထုတ်ဆောင်းထားတယ်တဲဘေးမှာပတိတွေအများကြီးအဆောင်လဲပွေနေတယ်လက်ထဲမှာလည်းဖះတခင်ပျောက်ဆုံးနေတယ်ဆိုတဲ့လက်ကန်းစာဆောင်နေတွေကိုဝေနေတဲ့လူတစ်ယောက်ကိုတွေ့ရှိခဲ့တယ်အဲ့ဒါဘယ်လိုလဲဆိုကျွန်တော်တို့ရဲ့မင်းသားကြီး PK ပါပဲဂျက်ကူကထူးဆန်းနေရတဲ့ PK နောက်တော့ဘာလို့အဝါရောင်အုတ်ထုတ်ဆောင်းထားတယ်လို့မေးခဲ့တယ် PK ကလူတွေအများများလုံးဖះသူ့ကိုရှာမတွေ့မှဆိုလို့မြင်တာအောင်ဆောင်းထားတာဖြစ်ကြောင်းပြောပြခဲ့တယ်ဒီလိုနဲ့ဂျက်ကူတယောက်သတင်းတော့ပြီး PK ကိုသတင်းလုပ်ဖို့သူ့တသေးရှိအကူအညီတောင်းခဲ့ပါတယ်တထေးကတော့ဒီနိုင်ငံမှာနေနေတည်းရဲ့ဘာသာရေးနဲ့ပတ်သက်တာမလုပ်ဘူးညင်းခဲ့တယ်သူတို့ရဲ့ channel ကသတင်းမရှိရင်ပြည်စံတွေကအစသတင်းလုပ်ပြီးသတင်းတင်ဆက်ရပါဂျက်ကူရဲ့တထေးကအရင်ကတာပါစီကိုတိုက်ခိုက်ခဲ့ဘာသာရေးကိစ္စတွေဝေဖန်ခဲ့ပြီးမြဂျက်ကူအဖေလို့စွန်းရောက်တဲ့တိုက်ခိုက်မှုတွေကိုခံရပြီးနောက်မလုပ်ဖို့ဆုံးဖြတ်ခဲ့တယ်ပါဂျက်ကူလည်းလက်လျှော့လိုက်ရပြီးနောက်တစ်ခေါက် PK နဲ့ထပ်ဆုံခဲ့ရပါတယ်ဒီတစ်ခါတော့ PK ပုံစံပြောင်းသွားခဲ့ဘာအဆောင်ရောင်ဘာလက်ဖွဲ့အဝါရောင်အုတ်ထုတ်ကအစမဝစ်ထားတော့ပဲပုံမှန်လူတယောက်လိုဖြစ်နေခဲ့ဂျက်ကူလည်းစိတ်ဝင်စားပြီးလိုက်ကြည့်ခဲ့တယ်ဖះเจ้าတစ်ခုတို့ PK ရောက်ကြည့်ခဲ့ပြီးသူများတွေမတူအောင်ဖက်နှက်ကအစတော့ခတ်ပြီးချိတ်ထားခဲ့တယ်အလူခံပုံးနဲ့ပတ်စံယူပြီးပိုတာပြန်ထိုက်ခဲ့တယ်ဖះဘောဘက်ကရမြင်တော့ကိုးဆိုပြီး PK ကိုဝိုင်းရိုက်ဖို့လာခဲ့ကြတယ် PK ကလင်းမြန်စွာနဲ့ပဲပါနှစ်ဖက်မှာဖះစတစ်ကာကိုကတ်လိုက်ပါသူ့ကိုရိုက်ဖို့လူတွေကမရိုက်တော့ပဲနောက်ဆုတ်ခဲ့ကြတယ်အဲ့ဒီချိန်မှာပဲဂျက်ကူကပြေးလာခဲ့ပြီးသူ့ပတ်စံအိတ်ကိုအလူခံပုံးနဲ့ထည့်ပြီး PK ကသူ့ပတ်စံအိတ်ကိုကောက်ပြီးခဲ့တာဖြစ်ကြောင်းပြောပြတယ်ဘောဘက်ကအဖွဲ့ကအလူခံပုံးကိုဖွင့်ပြီးစစ်တော့ဂျက်ကူရဲ့ပတ်စံအိတ်ကိုတွေးခဲ့တယ်ဒါပေမဲ့ပတ်စံအိတ်တာပြင်ရပြီးခဲရငွေ9000ကိုအလူငွေပါဆိုပြီးတင်လိုက်တယ်ဒီခါမှာလဲဂျက်ကူကဘာလို့အလူခံပုံးနဲ့ပတ်စံကိုယူခဲ့တာလဲမေးခဲ့တယ် PK တော့ဖះကိုတွေးဖို့အလူငွေ200ထည့်ခဲ့တယ်ဒါပေမဲ့ဖះကိုမတွေးရလို့သူထည့်ခဲ့တဲ့200ပြန်လာယူတာဖြစ်ကြောင်းပတ်စံကောက်တဲ့အခါမှာလဲ1000နဲ့ဖြစ်နေလို့ပိုတာပြန်ထည့်ခဲ့ရကြောင်းပြောပြတယ်ဒီလိုနဲ့ဂျက်ကူကအိမ်ပြန်စိတ်မရှိတော့လို့သူ့တငယ်ကြီးကိုဖုန်းဆက်ခေါ်တဲ့အခါမှာ PK ကအိမ်ပြန်ချင်တာချင်းတူတူစာနာပြီးရှိရဲ့ပတ်စံပုံပေးခဲ့တယ်ဂျက်ကူက PK ကိုဘယ်မှာနေရလဲမိတော့ PK ကဒေးလီမှာဟိုတယ်ငါနေရဈေးကြီးလို့ရဲစခန်းမှာပဲနေရလို့ပြန်ဖြေခဲ့တယ်ရဲစခန်းကအခန်းကလည်းမပေးရဘူးစားစရာပါပေးရသူကအဆင်ပြေကြောင်းပြောပြပါဂျက်ကူကစိတ်ဝင်စားမေးတော့သူကရဲစခန်းရောက်ဖို့တိမပေါက်ကဆိုတဲ့နေရာမှာရဲတွေမြင်အောင်တိပေါက်ပြပြီးဖမ်းခံရတာအချုပ်တဲ့တညအိတ်လိုက်ရပါတယ်လို့ပြောပါတယ်အဲ့ဒါနဲ့စိတ်ဝင်စားဂျက်ကူကရဲစခန်းထိလိုက်ပြီး PK အကြောင်းစုံစမ်းပါတော့ချုပ်ခန်းထဲဝင်ဖို့ရဲကိုလက်ထိုးပြီးသူပါချုပ်ထဲဝင်ခဲ့တယ် PK ကိုနာမည်ဘယ်လိုခေါ်လဲမိတော့သူ့မှာနာမည်မရှိဘူးပြောပြခဲ့ဒါပေမဲ့လူတွေကသူ့ကို PK အမူးသမားလို့ပြောကြတယ်မူးသမားတယောက်လို့ထူးဆန်းတွေလုပ်ပြီးပြောဆိုနေရတော့လူတွေကသူ့ကို PK လို့နာမည်ပေးခဲ့တဲ့ဖြစ်ကြောင်းပြောပြခဲ့ဂျက်ကူကဒါဆိုဘယ်မှာနေလဲဘာလို့လဲမိတော့ PK ကသူကဂျိုတာတူဖြစ်ကြောင်းသူကအာကာသယာဉ်မှူးဖြစ်တယ်ကဘာပေါ်ကိုလေးလာဖို့ရောက်လာတာသူနဲ့ရင်ဆက်တွေဖို့ remote control ပျောက်သွားတာဖြစ်လို့သူဒီမှာမပြန်ရပဲတောင်းတင်နေရဖြစ်ကြောင်းပြောပြခဲ့ဒီခါမှာတော့ဂျက်ကူကလန့်သွားသူထင်ထားတာတဲ့ယူနေကြောင်း PK ကိုထင်သွားခဲ့အဲ့ဒါနဲ့ချုပ်ထဲကပြန်ထုတ်ပြီးအငီတောင်းနေခဲ့ဒါပေမဲ့သူလက်ထိုးထားတဲ့ကြေးကတင်းလက်ထော်ထားတာကြောင့်ဂျက်ကူကချစ်ချင်းထွက်မြင်ရပဲ PK
PK နဲ့အတူချုပ်ထဲမှာထပ်နေရပါ PK ကတော့သူ့ဆက်ကြောင်းကိုချက်ကူစိတ်ဝင်စားအောင်ပြောပြနေသူတို့ကြုံမှာစကားပြောစရာမလိုကြောင်းအကုန်စိတ်နဲ့ပဲဆက်သွယ်နေကြောင်းပြောပြတယ်ဒီမှာစကားတစ်ခုကအတန်အနေမြင့်နဲ့အတိတ်ပဲမတူကြောင်းပြောပြပြီးတော့သူတို့မှာအဝတ်စားဝတ်စရာမလိုကြောင်းဒီမှာတော့အဝတ်စားအစားယောက်ျားမိန်းမခွဲကြောင်းသူစရောက်လာတဲ့ကနေကားပေါ်နဲ့သူကအဝတ်စားတွေယူဝေးခဲ့တယ်ဒါပေမဲ့ကြားမှာခွဲတာမသိတဲ့အတွက်သူ့ကိုလူတွေဝိုင်းရီခဲ့ကြတယ်အဲ့ဒီမှာအဝတ်စားဆိုတာယောက်ျားဝတ်မိန်းမဝတ်ဆိုတာဝဲနေကြောင်းသူသိရှိခဲ့တယ်ထပ်ပြီးတော့မျက်မှန်နဲ့လူတယောက်ပုံပါတဲ့စက်ကူကစားစရာနဲ့လဲလို့ရတဲ့ဖြစ်ကြောင်းသူသိသွားတော့အဲ့ဒီလူပါတဲ့စာရွက်တွေအကုန်လိုက်စုခဲ့တယ်ဒါပေမဲ့မျက်နှာပါတဲ့စာရွက်တိုင်းကလဲလို့မရပတ်စံဆိုတဲ့စက်ကူကဒါလဲလို့ရကြောင်းသူထပ်ပြီးသိရှိသွားခဲ့တယ်အဲ့ဒီအချိန်မှာဇက်ဖွဲ့ကားတစ်ခုနဲ့ PK တမ်းပြီးတတိလစ်သွားခဲ့တယ်စေရန်ခေါ်သွားတော့ PK ကစကားလည်းမပြောတဲ့တိတ်မိရဲ့ထင်ပြီးသူနဲ့သူနေဖို့ပေါ်သွားခဲ့တယ်ဇက်စီယာပြောတော့မှနားမလဲတော့လက်ကိုကိုင်းပြီးဘာသာစကားကူးပြောင်းဖို့အဆင်ပြေမယ်ဆိုတာသိတော့ဇက်စီယာရဲ့လက်ကိုကိုင်းခဲ့တယ်ဇက်စီယာကယောက်ျားလေးချင်းမကိုင်းရဘူးမင်းကလေးကိုကိုင်းရတယ်ပြောတော့ PK ကတူးတမြကောင်မလေးကိုလက်ကိုင်းခဲ့တယ်နောက်ဆုံးဇက်စီယာထင်သွားတာ PK မိန်းမအရန်လိုချင်နေတယ်ထင်ပြီးလက်အပြင်ကိုင်းလို့ရတာအကုန်ကိုင်းလို့ရတယ်မင်းကလေးတွေရှိရဲ့ရှိကိုပေါ်သွားခဲ့တယ်အဲ့ဒီမင်းကလေးစီရောက်တော့မင်းကလေးက PK ကိုကွန်းတရအရင်ကျွေးလိုက်တယ်အဲ့ဒီနေရာဆိုင် PK ကကွန်းကိုဆွဲလန်းသွားခဲ့တယ်အဲ့ဒီမင်းကလေးလည်းတညာလုံးကိုင်းထားပြီးဘာသာစကားတွေနဲ့လူရဲ့ဇယက်လူတဘောဝလက္ခဏာတွေအကုန်ကူးပြောင်းလိုက်တယ်စကားလည်းပြောတတ်ပြီဆိုတော့ဇက်စီယာစီပြန်သွားပြီးသူ့ပစ္စည်းခိုးခံရနေရာကိုပြန်လိုက်ပို့ခိုင်းခဲ့တယ်အဲ့ဒီနေရာခိုးခံရပြီးတာနဲ့ယထာနဲ့လိုက်သွားတာဆိုတော့မင်းပစ္စည်းက New Delhi ကိုရောက်နေလောက်ပြောတော့ PK က New Delhi စီထွက်ခွာသွားခဲ့ New Delhi ကိုမြို့ပြကြီးမှာလက်ရှာရတာအောက်ရိုးပုံနဲ့အပြောက်ရှာလို့ဖြစ်နေခဲ့တယ်ဂျကူက PK ရဲ့ဇလန်ကိုစိတ်ဝင်စားသွားခဲ့တယ် PK ကပြောပြတယ်သူ့ရမုတ်ပြောက်ကသူလိုက်ရှာနေရတာလူတွေကိုမေးကြည့်တော့ဖျားတခင်ရပဲဒီဖျားတခင်စီရပဲစူတောင်းလို့ပြောပြခဲ့တယ်ဒါကြောင့်သူကဖျားတခင်ကိုလိုက်ရှာနေခဲ့တာပါဒါပေမဲ့ပြဿနာကကဘာဝကဘာသာတွေများလို့တော့ဘယ်ဖျားစီစူတောင်းရမယ်သူမသိဘူးငွေနဲ့လူတွေရဲ့အခက်အခဲကိုဖြစ်ရှင်းလို့ကြားနေတော့ PK ကလည်းဖျားကိုအားကိုးကျင်သွားတယ်ဒီလိုနဲ့ဖျားစင်းလူကိုဝေခဲ့ပြီးထိုင်စူတောင်းနေတဲ့အခါမှာတိုက်ဆိုင်သွားနေပဲဒရောင်းစားတွေကိုပေးကမ်းနေတဲ့အချိန်နဲ့ကွက်တီတွေ့ပြီးစားစရာတစ်ခုရရှိခဲ့တယ်အဲ့ဒီအချိန်မှာသူကဖျားကိုပိုယိုကားခဲ့တယ်သူ့ရဲ့ remote ကိုပြန်ရှာပေးပါလို့ထပ်ပြီးတော့စူတောင်းခဲ့တဲ့အခါမှာဖြစ်မလာခဲ့ဘူးဖျားစင်းလူတော့ရောင်းတဲ့နေရာကိုပြန်သွားပြီးဘာမှမထူးကြရကြောင်းဘက်ထရီမီအားကုန်နေတယ်လားတော့မေးခဲ့တယ်ဒီကလူကြီးကစူကြီးတောင်းရင်ဖျားเจ้าတော်တွေသွားစူတောင်းရမယ်ဆိုလို့သူ့ဝယ်ပစ္စည်းတွေကိုဂျင်းထည့်ရောင်းခဲ့ပြန်ပါဖျားเจ้าတော်တွေရောက်တော့စူတောင်းဖို့အလူငွေထည့်တယ်သူလိုချင်တာပေးဖို့တောင်းခဲ့တယ်ဘုန်းကြီးတွေကစိတ်ကျမ်းမာရေးစေယုံတာတွားပါလို့ပြောပြခဲ့ PK အတွက်လူငွေကြတော့ဒီမှာထည့်ပစ္စည်းလိုချင်စိတ်ကျမ်းမာရေးစေယုံတွားပါနားမလဲဖြစ်နေနောက်ဆုံးမောင်းထုတ်ခံရပြင်ရောက်တော့ဖနက်ပါထပ်ပြီးပျောက်သွားခဲ့ပြန် PK လည်းစိတ်တူပြီးဖျားကသူ့ပတ်စံရှူပြီးဘာမှပြန်မလုပ်ပေးဘူးဆိုပြီးတွားတိုင်နေခဲ့ရဲစခန်းကဖျားကိုတိုင်တဲ့အတွက်မူးနေတာလားမေးပါလာတဲ့ပစ္စည်းတွေစစ်တော့ပတ်စံအိတ်ထဲကလိပ်စာကတ်ကိုတွေ့သွားခဲ့လိပ်စာကတ်နာမည်ကဆရာဝန်ဖြစ်လို့ PK ကိုဆရာဝန်ထင်ပြီးတယူတေလေးစက်ထားခဲ့ပြီးတော့ဆရာဝန်ကခရစ်စတန်ဖြစ်လို့မူးလုံးချက်ကြောင်းနဲ့မာပြီးရောက်သွားတာလို့ထင်နေခဲ့တယ် PK ကလည်းအုံဒီအမွေးတိုင်နဲ့ချက်ကြောင်းနဲ့ကိုဝင်ခဲ့တယ်ဖျားကြောင်းနဲ့လူတွေစူးစမ်းပြီး PK ကခရစ်တော်ချီမှာအုံဒီကိုချခွဲလိုက်တောင်မရှိတဲ့လူတွေဝိုင်းဝန်းဆွဲထုတ်ကြနေချိန်မှာခရစ်တော်ကိုကတ်နေရဝိုင်းဖြစ်နေကြောင်းဒီချီလိုက်ရဖျားကအုံဒီတောက်ရတာယူသွားလို့ဝိုင်းပြောင်းတောက်နေလို့ PK ကထင်သွားခဲ့ PK ကဝိုင်းဝယ်ဖို့အတွက်ကနေကားတွေကနေခတ်ပြီးပတ်စံယူခဲ့တယ်တံတားပေါ်မျက်မြင်တူစီရလဲပတ်စံလူတော့အမြဲရနေလေရှိတယ်ပတ်စံရတာဝမ်နန်ပလင်းဝယ်ပြီးဖျားကိုကတ်ဖို့ပလီတစ်လုံးနဲ့ကိုထပ်ပြီးဝင်သွားခဲ့ဒါပေမဲ့ပလီတဲ့လူတွေကဘာကြောင့်မှလည်းမသိလိုက်ရိုက်တာကြောင့်ထပ်ပြီးထွက်ပြေးခဲ့ရပြန်ပါတွေ့ရကားပေါ်တက်လိုက်တော့ကားပေါ်ကအဖြူအောင်ဝစ်စုံနဲ့အမျိုးသမီးတွေကဝမ်းနေနေရတွေ့တော့တစ်ကိုစိတ်ကိုဖတ်ဖို့လက်ကိုကိုင်းလိုက်တဲ့ချိန်မှာမုတ်ဆိုးမအလုံးမပေးပဲလက်ကင်တာကြောင့်ကားပေါ်ကလူတွေကဝိုင်းတမခဲ့ပြန်ပါကားပေါ်ကဆင်းပြေးပြီးဖြူအောင်မင်္ဂလာဝစ်စုံအကောင်ဝင်ဝတ်ထားတဲ့အမျိုးသမီးကိုတွေ့တော့မုတ်ဆိုးမထင်ပြီးအာဒုဘဘေရှင်ချမှလည်းမေးတော့အဲ့ဒီမင်းကလေးကအနက်ရောင်ဝတ်ထားမှအာဒုဘလို့ထပ်ပြောခဲ့တယ်အနက်ရောင်ဘိုးကဝတ်ထားတဲ့အမျိုးသမီးသုံးဦးကိုတွေ့တော့လဲခမရယောက်ျားတွေဆုံးတော့အဆင်မကောင်းပါဘူးလို့ပြောတော့သူ့ရဲ့ယောက်ျားလိုက်ရိုက်လို့ထွက်ပြေးရခဲ့ပါဖျားဆိုတော့တယောက်တည်းရှိရမဟုတ်မှနားလေခဲ့ရလောကမှာမတူညီရဲ့စင်းမြင့်တွေရှိပြီးဖျားတွေမှာလည်းမတူညီရဲ့ကုန်းကြီးတွေအများကြီးဖွင့်ထားကြောင်းသိရှိလိုက်ရသက်ဆိုင်ရာမန်နေဂျာအများကြီးခံထားကြောင်းလည်းသိလိုက်ရပြီးလူတစ်ယောက်ကဘာသာတစ်ခုအောက်မှာပဲမန်ပါဝင်ခွင့်ရှိဘယ်ကုမ္ပဏီကလဲဆိုတော့ယူနီဖောင်းကိုကြည့်ပြီးသိနိုင်နေတယ်ယူနီဖောင်းမရှိတဲ့ PK အတွက်ကတော့ဘယ်ကုမ္ပဏီရဲ့မန်ပါလဲဘယ်ဖျားကသူ့ရဲ့ကုမ္ပဏီလဲသိရဖို့ထပ်ပြီးကြိုးစားရပြန်ပါတယ်စေယုံမှာမေးခန်းကကလေးတွေကိုဘယ်ဖျားကိုကိုးကွယ်ရမယ်ဆိုတဲ့အမှတ်တစိတ်ကိုလိုက်ရှာနေတယ်ဘာမှရှာမတွေ့ဝိုင်းရိုက်တာပဲခံခဲ့ရအောင်ထပ်ပြီးထွက်ပြေးရပြန်ပါတယ် PK လည်းအားလုံးရဲ့အဖြေကိုသိရဖို့ဖျားတိုင်းကိုကိုးကွယ်ဖို့ဆုံးဖြတ်လိုက်တယ်ဘာသာပေါင်းစုံကိုပူဇော်ရင်းအဆောင်လက်ဖွဲ့များလည်းများထက်တဲ့များလာခဲ့ဘာသာပေါင်းစုံကိုးကွယ်တာတော့သူ့ရဲ့ဘမို့ပြန်မရသေးပါဘူးဘလောက်ပဲစူတောင်းနေပါသေးဖျားကအကြောင်းမပြန်လာကြဖျားကပျောက်ဆုံးနေပြီဆိုတာကို PK ကထင်သွားခဲ့ဒါကြောင့်နေရာတိုင်းမှာဖျားပြောက်ကြော်ညာတွေကိုလိုက်ကတ်ခဲ့တနေ့မှာတော့အခင်းရှိပါကိုအမှတ်မထင်တွေးရှိလိုက်ရပြဇက်ကဖို့မိတ်ကက်တွေလိမ့်ထားတဲ့လူကိုဖျားစစ်လို့ထင်ပြီးသူ့ရဲ့အဝေးထင်းခဏကိုလိုက်တောင်းခဲ့တယ်ပြဇက်ကမဲ့သူကလည်းဘာမှမသိပဲကြောင်းနိုင်တကြားထွက်ပြေးရပြန် PK ကနောက်ကနေလိုင်းတာပါစီရဲ့တရားဟောတဲ့နေရာကိုရောက်ရှိသွားခဲ့တာပါစီကသူ့ဟိမွေနာမှာတရားကျင့်နေတော့ဖျားကသူ့ကိုဖျားကြောင်းဆောက်ဖို့ထာဝနာဖို့ပစ္စည်းထုကိုပေးခဲ့တယ်လို့ဆိုခဲ့တယ်အဲ့ဒီပစ္စည်းကဒီယာပါဆိုထုတ်ပြလိုက်တဲ့အချိန် PK ကသူ့ remote ကိုတွေ့ရှိသွားခဲ့တယ်သူ့ကိုတခင်ရှိဖာလမ်းပြလိုက်တယ်လို့အော်ပြီးစင်ပေါ်ပြေးတက်သွားခဲ့တယ်ပစ္စည်းကိုပို့လိုက်တဲ့လိပ်စာမာနီတာပါစီစီရောက်သွားတယ်လို့ PK ကထင်နေခဲ့ remote ကိုယူဖို့ကြိုးစားတော့အဆောင်တွေကဖမ်းကုန် PK ကိုကားလမ်းပေးတဲ့နေရာမှာပစ်ချထားခဲ့အဲ့ဒီနေရာဆိုင် PK ကအဆောင်လက်ဖွဲ့တွေကိုအကုန်စွန့်လွတ်ခဲ့သူ့ပစ္စည်းကိုပြန်မပေးတဲ့အတွက်ဖျားတွေစီအလူငွေထိထားတာကိုပြန်ယူဖို့ကြိုးစားနေချိန်ချက်ကူနဲ့တွေ့ခဲ့ချက်ကူကတော့ PK ကိုစိတ်ကျမ်းမာရေးဆရာဝန်နဲ့ပြဖို့နဲ့လိုရာရှိသူ့ကိုဆက်သွယ်ဖို့လိပ်စာကပေးပြီးထွက်သွားခဲ့တယ် PK ကငါ့ကို
ကိုမယုံနဲ့တေချောင်းကြံနေတဲ့ကိုကြောင့်ပဲတည်င်းလုံနေလိုက်ကိုပြောပြခဲ့သူမပြောတာကို PK ကတိနေတဲ့အတွက် PK အကြောင်းထက်တိရန်အချုပ်သေးကနေ PK ကိုထုတ်ခဲ့ဘလို့တိလဲမေးတော့လက်ကိုလာကင်တော့စိတ်ကိုဖတ်လိုက်တာလို့ဖြေခဲ့ချက်ကူကမယုံတင်ကဖြစ်နေလို့ကိုကြီးတယောက်က PK ရဲ့လက်ကိုလာကင်ပြီးသူ့မိန်းမနေမကောင်းဖြစ်နေလို့ကူညီပါဆိုပြီးလိန်ပြီးပတ်စံတောင်းနေတာကိုတွေ့ရှိလိုက်ရ PK ကလည်းသူ့မှာရှိတဲ့ပတ်စံအကုန်ထုတ်ပြီးတော့ပြန်မဆက်နိုင်တော့ဆိုပြီးအဖိုးကြီးကိုထုတ်ပေးခဲ့အိုးကြီးလိန်နေအောင်တည့်ရဲ့ချက်ကူက PK ကိုစိတ်ဖက်နိုင်တယ်ဆိုရင်သူ့လိန်နေကမတိဘူးလားဆိုပြီးမေးခဲ့တယ် PK ကလိန်နေကတိတိနဲ့ပေးလိုက်တာလို့ပြောပါတယ်ဒီနေ့တော့အဖိုးကြီးရဲ့မိန်းမ85နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်ကျင်ကားပွင့်ဟိုတယ်မှာညသာစားနေကြဖွားကြီးရဲ့ကြီးကဲမှုထပ်မာလိုက်ကြတာပတ်စံမလောက်တော့လို့အခုလိုလောရတာဖြစ်ကြောင်းပြောပြခဲ့ချက်ကူလည်းအဖိုးကြီးနောက်ကိုလိုက်သွားရင်ဖြစ်မှန်ကိုသိရှိလိုက်ရတဲ့အခါမှာ PK ပြောတော့မြမှန်နေရကြ PK ကဂျိုဒါဖြစ်တယ်ဆိုတော့ယုံသွားပြီးပြန်လိုက်ရှာခဲ့တယောက်တည်းထိုင်နေတဲ့ PK ကိုတွေ့တော့ချက်ကူကတနာပြီးအိမ်ကိုခေါ်တင်ခဲ့ PK ကသူတို့ဂျိုမှာလူရဲ့စကားမပြောပဲစိတ်ပဲဖတ်တာကြောင့်ဒိမ်မပြောတတ်ဘူးလို့ပြောပြခဲ့ချက်ကူအိမ်ရောက်တော့ချက်ကူစီကိုလူတယောက်ကခဏခဏစိတ်ယုံနဲ့မာပြီးဖုန်းခေါ်နေတယ်ဖြစ်ရှင်းရခတ်နေရတယ်လူနာကဒီမနေ့ကဆုံးသွားပြီလို့လိန်ပြောလိုက်ဖက်ကလည်းယုံသွားတာကြောင့် PK ကတာဘာစီကလည်းခုလိုဖုန်းမဆက်နေကြောင်းရှင်းပြတယ်တာဘာစီကသူ့ကိုသူဖျားနဲ့ဆက်သွယ်နေလို့ထင်မိမဲ့တကယ်တမ်းအခြားသူကဆက်သွယ်နေရဖြစ်ကြောင်း PK ကထင်ချင်ထင်သွားပါတယ်တာဘာစီကဖျားစီဖုန်းဆက်နေရကိုအခြားတယောက်ကဖျားပါဆိုပြီးတာဘာစီကိုစားနောက်နေရတော့ထင်နေခဲ့တယ်လူသားတွေကိုဖျားကဖန်ဆင်းထားပြီးတက်ရှိအားလုံးကဖျားရဲ့သားတော်တွေဖြစ်ပါတယ်ဘယ်မိဘကမှကိစ္စတစ်ခုအဆင်ပြေရင်ငါစီကိုလှိမ့်ပြီးလာလို့ဘယ်သူမှမပြောဘူးနွားရုပ်ထုတွေကိုနွားနို့လောင်းပြီးပူဇော်မဲ့အစတခြားစားလောင်တဲ့ကလေးတွေကိုတွားတိုက်မှလို့ပြောပါလိမ့်မယ်တာဘာစီဆက်သွယ်နေရဖျားမဟုတ်ဘူးလို့သိရှိသွားခဲ့ဘာသာကြီးကိုဘန်းပြပြီးတာဘာစီရဲ့လိန်နေရကို PK ကသဘောမပေါက်ပေမဲ့ချက်ကူကသဘောပေါက်သွားခဲ့ချက်ကူက PK ကိုတူးတက်သေးရှိခေါ်သွားပြီးတာဘာစီနဲ့ပတ်သက်တာတွေကိုပေါ်ဖို့လုပ်ခဲ့ပါတထေးကလည်းဘာသာကြီးကိစ္စကိုမလုပ်ချင်ပေမဲ့ချက်ကူအတင်းတိုက်ကုန်းလာကြောင့် PK နဲ့တွေ့ရှိလိုက်ပြီးစကားပြောခဲ့တဲ့အခါမှာ PK ရဲ့မိကုန်းနဲ့ပြန်မဖြေနိုင်တော့ကြောင့်တထေးကတာဘာစီနဲ့ PK ကိုမီဒီယာတိုက်ပွဲတစ်ခုဖန်တီးဖို့ခွင့်ပြုလိုက်အဲ့ဒီနောက်မှာတော့တာဘာစီဖျားဟောနေចောင်းဆောင်စီသွားခဲ့ပါချက်ကူကတာဘာစီပြောတာမှားတာနဲ့တန်းထပြီးပြောဖို့ PK ကိုအရင်မှာခဲ့တယ်ခမ်းမာတယ်မှာလူတစ်ယောက်ကသူ့မိန်းမလေဖြတ်နေတာကြာပြီးဖြစ်ပြီးဆရာဝန်တွေကတော့မရတော့ဘူးလက်လျှော့ထားတာဖြစ်လို့သူ့ကိုကယ်တင်ပေးဖို့ပြောနေခဲ့တာဘာစီကအာယုံပြုတ်ပြီးတော့ဟင်းဝင်တာတောင်းကြည့်သွားပြီးရှေ့ရက်တရားထိုင်ဖို့ပြောနေခဲ့တယ်အဲ့ဒီချိန်မှာ PK က round number ဆိုပြီးထပြောခဲ့အဖေတယောက်ကသူ့ကလေးဖျားနာတာကိုတတ်တာဖို့အတွက်မိုင်9000လောက်ဝေးနေရတရားထိုင်ဖို့ပြောမလားဆရာဝန်စီစတေးကူမလားလို့မေးခဲ့တယ်ဖျားကလည်းသူ့ဖန်တီးစားတဲ့သူ့သားတွေကိုဒီလိုလုပ်ခိုင်းမှာမဟုတ်ဘူးဆိုပြောပြခဲ့တယ်တာဘာစီကဖျားနဲ့ဆက်တွေ့တာမဟုတ်ပဲဖုန်းနံပါတ်အမားဖြစ်တာစားနောက်ခံရတာဖြစ်ကြောင်းထပ်ပြောပြခဲ့တယ်မယုံရင်ဖျားစီနောက်တစ်ခါဖုန်းခေါ်ကြည့်တိုးထဲမှာရှေ့ရက်တရားထိုင်ရင်တကယ်ပြောက်မှာလားသိကြလားအာမခံလာတော့ထပ်မေးခိုင်းခဲ့တယ်တာဘာစီကအကြက်ရိုက်ပြီးမဖြေနိုင်တာကြောင့်တရားပွဲကိုတင်းခဲ့တယ်တင်းချက်ကူးလူရတဲ့ဓာတ်တွေအကုန်ချက်ကူးထားနိုင်ခဲ့တင်းမှာတာဘာစီရဲ့လိန်လည်မှုကိုချပြပါတော့ PK ကိုတင်းထဲမှာထည့်ပြီးအင်တာဗျူးခဲ့တယ်တကယ်ဖျားနဲ့ဆက်သွယ်နေရပါဆိုတဲ့လူတွေကတကယ်ရောဖျားနဲ့ဆက်သွယ်နေတာရောဟုတ်ရလားဆိုလူတွေသုံးသပ်နိုင်အောင်ချက်ကူကမီဒီယာကနေလုံးစော်ခိုင်းခဲ့ပါချက်ကူလုံးနေတာသူ့ဖျားမြင်တော့အလုံးထိပါလိုက်တာချက်ကူကိုစူခဲ့ပါတယ် PK ကိုလည်းပတ်စံရဖို့လှုပ်တာဆိုဘယ်လောက်လိုချင်တဲ့အထိမေးခဲ့တယ်ဘာသာကြီးကိုစော်ကားရင်ငရေရမယ်လို့လည်းပြောတော့ PK ကချက်ကူရဲ့အဖေကိုပါယုံအောင်လုပ်ပြမယ်ဆိုပြီးတနေရာဟောထားခဲ့တယ်ကျောင်းတစ်ကျောင်းရဲ့ရှေ့ကိုရောက်တော့ဆောင်းဝဲဖြေဖို့စိုးရင်စိတ်လွန်ခဲ့နေတဲ့အကြောင်းသားတွေကိုတွေ့ရှိလိုက်ရပါ PK ကကျောင်းရဲ့တစ်ပင်တစ်ခုရှေ့မှာကြောက်တုံးတုံးကိုထောင်ပြီး900နဲ့တုပ်ပြီးတော့ပတ်စံအကျွေးစိတ်အနှင်းငယ်ချထားလိုက်တိတ်မကြခင်မှာရင်းနှီးထားတဲ့ပတ်စံကငွေနှစဖြစ်လာလိမ့်မယ်လို့ချက်ကူရဲ့အဖေကို PK ကပြောပြခဲ့ကျောင်းသားတွေကတယောက်ပြီးတယောက်ကြောက်တုံးရဲ့ရှေ့မှာပတ်စံချပြီးတော့ဆူတောင်းကြပါတယ်ကြောက်တုံးကဘာစွမ်းနေဆိုတော့ပြောစရာမလိုပဲအလိုလိုလူတွေကအိုးကွယ်ကုန်ကြတယ်ဈေးရောက်တဲ့လူတွေကအရင်းနှီးအများကြီးလိုတယ်လို့သူ့ပစ္စည်းကြောင်းထွက်ဖို့အတွက်လူတွေကိုခိုက်ရနေခဲ့ရပါဘာသာရေးတစ်ခုကိုရင်းနှီးမြုပ်လန်လိုက်လူတွေကသူ့ကိုအိုးချတယိုတွေနဲ့ချင်းဖလိုလေးတွင်အမျက်တွေရလာမှာဖြစ်ကြောင်းတက်ပြပြလိုက်လူတဘောကအရာကြောက်စိတ်ဝင်လာရင်တရားတတဲ့ကြလို့တချို့လူတွေကလူချင်းချင်း6လန့်ပြီးအမျက်ထုတ်နေကြတာဖြစ်တယ်လို့ပြောပြခဲ့တယ်အကြောက်တရားကိုကူလုံးလုပ်ပြီးစီးပွားရှာနေကြတာဖြစ်ကြောင်းချက်ကူရဲ့အဖေကိုပြောတော့ချက်ကူရဲ့အဖေက PK ကိုရှိုက်ပြီးထွက်သွားခဲ့ချက်ကူကလည်းဘာသာရေးသမားတွေကသူတို့မဖြေနိုင်တဲ့မိခွန်းတွေမေးဘာသာရေးစော်ကားတွေတာဒနာပေါင်းကိုညှိုးနှမ်းစေရဲဆိုပြီး6လန့်ပြီးလူတွေနှုတ်ပိတ်နေအောင်လုပ်ခဲ့ကြောင်းသူတို့မီဒီယာနဲ့ထပ်ပြီးချပြခဲ့အဲ့ဒါကြောင့်အခုတော့နှုတ်ပိတ်မနေပဲလိန်ညာမှုတွေတွေ့ရင်ရက်ကူးထားကြဖို့ round number တွေတွေ့ရင်မိခွန်းထုတ်ကြဖို့မဖြေနိုင်ခဲ့ရင်သူတို့စီကိုပို့ပေးဖို့ round number campaign ကိုစတင်ခဲ့တယ်နေရာတီးတဲ့လူတွေကလည်းဘာသာရေးခူလုံးလုပ်ပြီးလိန်ညာစားနေတဲ့လူတွေကိုဂျိုက်ဖို့ဖြစ်လာခဲ့ကြပါမီဒီယာအောင်မြင်လာတော့ချက်ကူဖေကတော့မိသားစုကိုအဆက်ရအောင်လုပ်သူဆိုပြီး message ပဲပို့ခဲ့ချက်ကူဝမ်းနေတဲ့အမြင်ပြီးနှစ်သိပ်ပေးရင် PK ကချက်ကူကိုသဘောကျလာခဲ့ပါတစ်ဖက်မှာလည်းတာဘာစီကအလူငွေအစားမိခွန်းစာရွက်တွေအများပြရောက်ရှိလာခဲ့လို့ဒီအချိန်တွေကိုချင်းဆိုင်ဖို့အတွက်တာဘာစီက PK နဲ့တိုက်ရိုက်ရင်ဆိုင်ဖို့မျက်နှာချင်းတိုင်းစကားထိုးစစ်ပွဲပြုလုပ်ဖို့စီစဉ်လိုက်ပါ PK အောင်မြင်တော့ရွာမှာကြံခဲ့တဲ့သူ့ကဂုံယူနေခဲ့တယ်အဲ့ဒီအချိန်မှာ rewind ကလူက PK အောင်မြင်တဲ့သူ့ကြောင့်ဆိုမုံမုံနဲ့ထပြောပါတယ် PK ရဲ့ဆွဲကြိုးကိုခိုးပြီးတာဘာစီစီရောင်းခဲ့တာဖြစ်ကြောင်းပြောပြရတယ်အဲ့ဒါနဲ့ PK ကိုဒေါ်ရာတွေထွက်ပြီးတခုကိုဖမ်းချုပ်ထားလိုက် PK စီကိုဖုန်းဆက်ပြီးတော့မနှက်ပြန်ဆွဲကြိုးတစ်ခုကိုပါပေါ်လာခဲ့မယ်ဖြစ်ကြောင်းဖုန်းဆက်ပြောခဲ့တယ်အဲ့ဒီတော့မှ PK ကတာဘာစီဆိုတာဖျားစီဖုန်းဆက်မှားပြီးဆက်တွေ့နေရမဟုတ်ပဲလူရင်တယောက်ဆိုတာခက်ပြီးသိရှိသွားခဲ့ရမကြခင် remote ကိုပြင်ရတော့မယ်လို့ PK ကိုချက်ကူကပြောပြနေခဲ့တယ်အဲ့ဒီနောက်မှာပဲချက်ကူကိုချစ်နေကြောင်းဖွင့်ပြောဖို့စာနဲ့ရေးလိုက်တယ်သူ့နာမည်ကိုယူခိုင်းဖို့အတွက်စာနဲ့ရိုးပြီးချက်ကူကိုဖတ်ခိုင်းခဲ့အဲ့ဒီလိုနဲ့စာရဆောင်မှာ Safaris ဆိုတဲ့နာမည်ကိုသိရှိသွားခဲ့ချက်ကူကချက်ချင်းဝမ်းနေသွားတဲ့အတွက် PK ကဘာဖြစ်တာလဲသိချင်နေလက်ကင်ပြီးဖတ်လိုက်တဲ့အခါမှာချက်ကူနဲ့ Safaris အကြောင်းကိုအကုန်သိ
သိရှိသွားခဲ့ဂျက်ကူအတွက်စိတ်မကောင်းဖြစ်သွားခဲ့လို့ဂျက်ကူကဆာဖာရက်ကိုဥတီစစ်နေစေဖြစ်ကြောင်းမှသိရှိသွားခဲ့ရတယ်နောက်နေ့မှာပီကီကဘူဒါမှာသူ့ကိုတွားကြိုခဲ့ဘာသာရေးအစွန်းရောက်တွေကဖျားကိုကာကွယ်ဖို့ဆိုပြီးဘုံဖောက်ခွဲလိုက်တာကြောင့်ပီကီအကိုနဲ့တခိုးနဲ့အဲ့ဒီညမှာတိတ်ဆုံးသွားခဲ့နောက်နေ့တာဘာစီနဲ့ပီကီပွဲစားတော့တာဘာစီကစတင်စကားစစ်ထိုးပါဒီပစ္စည်းကဖျားပစ္စည်းဒါပေမဲ့ပီကီကသူ့ရဲ့ဗမှုပြောပါတယ်ဖျားเจ้าအောင်စောက်ဖို့ဖျားကပြောပြီးပီကီကတော့ဖျားเจ้าဆောင်မစောက်ဖို့ပြောပြခဲ့တယ်အဲ့ဒီတော့ဖျားစကားကိုနားထောင်မလားဒီကောင်စကားကိုနားထောင်မလားဆိုပြီးလူတွေကိုပြန်ပြီးမိကုန်းထုတ်ခဲ့ဖျားကိုလူပြီးအဆောင်လက်ပွဲဝစ်ထားရင်အလိုလိုမျောလင်းချက်တွေရှိပြီးအရာရာဆင်ပြေလာတာဖြစ်ကြောင်းပြောပြခဲ့တယ်အဲ့ဒီမျောလင်းချက်ကိုရိုက်ချိုးသွားတာပီကီကဖျားမရှိဘူးညင်းရင်တာလားလို့မေးခဲ့သူကဖျားနဲ့ဆက်တွေ့တာ round number ဆိုဖျားနဲ့ဆက်တွေ့ right number ပါလဲလို့မိကုန်းထုတ်ခဲ့ပီကီပြန်ဖြေလိုက်ပုံကတော့သူကဖျားကိုယုံနေဒီကိုစားရောက်လာတော့ကစက်ရိုက်နေစီသူယုံကြည်တာဖျားပဲရှိတော့ပြောပြခဲ့ကျွန်တော်ကလောကမှာဖျားသခင်နှစ်ပါးရှိရလို့မြင်တယ်တပားကကျွန်တော်တို့ဖန်တီးထားတဲ့ဖျားသခင်နောက်တစ်ပါးကခမည်းတော်ဖန်တီးထားတဲ့ဖျားသခင်ကကြောက်စရာကောင်းတယ်ရက်ဆက်ပတ်စံမတ်လူချမ်းသာတွေနဲ့ပေါင်းမယ်ဆင်းရဲတဲ့လူတွေကိုကြတော့လိလူရှုမယ်ဝေဖန်တဲ့လူတွေကိုပါဇက်ပေါက်ပိတ်အောင်ချိုးနေမယ်ဒါဖျားအစ်စ်မဟုတ်ကျွန်တော်တို့ကိုဖန်တီးထားတဲ့စစ်မှန်တဲ့ဖျားသခင်ကိုပဲယုံတယ်လို့ပညာပြလိုက်တာပါစီကအလူငွေခံတယ်ဆိုတာဖျားကိုစော်ကားတဲ့သူတွေတာနာကိုဖြစ်စည်းတဲ့သူတွေလက်ကကယ်တင်မှုအတွက်ဖျားကိုကာဝယ်ဖို့အတွက်ပြန်လည်ချိပခဲ့တယ်ကျေပြောလာတဲ့စက်ကြဝဠာကြီးကိုတော့ဖန်တီးခဲ့တဲ့ဖျားကဂျိုးသေးသေးလေးပေါ်လမ်းသေးသေးတစ်ခုမှရှိတယ်တက်ရှိတဲ့ကာဝယ်မှုမလိုကြောင်းပီကီကပြန်ပြောပြခဲ့သူကဘာသာရေးစွန်းရောက်တွေကိုကလေးတယောက်လိုအမြင်နဲ့မေကုံထုတ်ခဲ့ဘာလို့ဖျားတဲ့ကသူ့ဘာသာတို့ကာဝယ်နိုင်ရတဲ့လူတွေကဖျားကိုကာဝယ်ဖို့တက်ဖြတ်နေကြတာတာပါစီကတော့မွတ်စလင်တွေပုံကွဲမှုကိုဟိန္ဒူပုံကြီးတယောက်ကိုလာပြီးအပြစ်တင်နေတာလားလို့မေးခဲ့ပီကီကတော့တာပါစီရဲ့အမှားကအဲ့ဒါလူမျိုးရေးခွဲကြတာအဆိုးဆုံးပဲလို့ပြောပြခဲ့ဆာဖရက်မွတ်စလင်ဖြစ်တာလည်းမကောင်းဘူးပြောပြီးဂျက်ကူနဲ့လမ်းခွဲကိုသူ့မိဘကိုပြောတာအမှားကြီးပဲလို့ပြောပြခဲ့အဲ့ဒီစကားကြောင့်အကုန်လုံးအံ့ဩသွားခဲ့ကြတယ်ဆာဖရက်ကလည်းအချိန်တိုင်းဂျက်ကူကိုပြစ်သွားမယ်ဆိုတာကိုသူဟောကင်းကမှားတယ်ဆိုတော့တက်တည်ပြနိုင်ရမို့ကိုပြန်ပေးမယ်လို့ပြောပြခဲ့မပြနိုင်ရင်သူ့ရဲ့ခြေထောက်မှာဥခိုက်ပြီးလူများရှိမှတောင်းပန်ရမယ်လို့စိန်ဖော်ခဲ့တယ်ဂျက်ကူကတော့အဲ့ဒီအိတ်ဆောက်ကိုဆက်မပြောဖို့တားခဲ့ပေမဲ့ပီကီကတော့ဂျက်ကူရဲ့စိတ်ကိုဖက်ခဲ့တဲ့အတွက်ဆက်လက်တွေအရဆာဖရက်ကမင်္ဂလာဆောင်လန်းနေမှာလာခဲ့တယ်ဖြစ်ကြောင်းပြောပြခဲ့တယ်ဆာဖရက်စာပေးလို့ဂျက်ကူကပြန်လာခဲ့ပေမဲ့စာထဲမှာဆာဖရက်နာမည်မပါတယ်လို့လာပေးကလေးကတွေ့ရဲ့လူကိုပေးခဲ့တာဖြစ်ကြောင်းပြောပြခဲ့ကလေးကကြောင်ကင်ထားတဲ့ကတိုးသမီးပူးကိုပေးတာဖြစ်ဂျက်ကူကအဲ့ဒီချိန်မှာကြောင်ကိုခဏကင်ပေးထားတဲ့ကလေးကကြောင်ကင်ထားတဲ့လူလိုထင်ပြီးလာပေးတော့တာဖြစ်ကြောင်းပြောပြခဲ့ကိစ္စရဲ့အဖေကစာကြောင့်မဟုတ်ပဲတယောက်နဲ့တယောက်အဆက်တွေမလုပ်ခဲ့တာကပြဿနာဖြစ်နေတယ်အဲ့အကြောင်းဆာဖရက်ကိုဖုန်းဆက်ဖို့ဂျက်ကူကိုပီကီကတိုက်တွန်းခဲ့ပါဂျက်ကူကဆာဖရက်စီဖုန်းဆက်ခဲ့ပေမဲ့ဆက်တွေလို့မရဖြစ်နေခဲ့ပါနောက်ဆုံးဆာဖရက်ကပါကစ္စတန်တန်ယုံမှာအလုပ်လုပ်ဘူးကြောင်းတတိယတန်ယုံကိုဖုန်းဆက်ခဲ့တန်ယုံစီကိုအိန္ဒိယဖုန်းဆက်လာတာတည်ရနဲ့တစ်ဖက်ကဂျက်ကူလာလို့တမ်းမိခဲ့တန်ယုံတစ်ခုလုံးကလူတွေလည်းပျော်နေကြတယ်ဆာဖရက်နေတိုင်းမနက်9 နာရီဆိုရင်သူတို့စီကိုအိန္ဒိယဂျက်ကူဖုန်းဆက်လာလို့အမြဲတမ်းမေးနေခဲ့အစတုန်းကတော့စားနောက်နေတဲ့ထင်ခဲ့ပေမဲ့တစ်ချက်မှမဖြစ်ဖုန်းဆက်မေးခဲ့တာလို့သူတို့ကဂျက်ကူဆိုတဲ့ main ကလေးကိုပြောပြတယ်သူတို့ကိုယ်တိုင်လည်းဂျက်ကူဆိုတဲ့ main ကလေးရဲ့ဖုန်းကိုဝိုင်းမြုံနေကြတာဖြစ်ကြောင်းထပ်ပြီးပြောပြခဲ့တန်ယုံကဆာဖရက်စီဖုန်းလွှဲပေးလိုက်တော့နှစ်ယောက်တော့ပမာဆုံးချိန်စကားပြန်ပြောပြခဲ့ကြတယ်ဂျက်ကူကသူနဲ့လက်ထပ်မဲ့နေတော့ဆာဖရက်ကိုလာခဲ့လားလို့မေးခဲ့တယ်ဆာဖရက်ကသူလာခဲ့တယ်ဂျက်ကူကမလာခဲ့တာဖြစ်ကြောင်းပြန်ပြောပြခဲ့ဆာဖရက်ကဂျက်ကူချထားတဲ့စာရွက်ကိုတွေ့ပြီးသူ့ကိုမိဘတွေသဘောမလုံးစားနိုင်တာကြောင့်ထားခဲ့ပြီးထင်ပြီးမစွတ်တွေ့ခဲ့တာဖြစ်ကြောင်းပြောပြခဲ့နားလည်မှုအကြီးကြီးလွှဲပြီးခုမှပီကီကြောင့်ဖြစ်မှန်တွေကိုသိရှိသွားခဲ့ကြတယ်အဲ့လိုအဖြစ်မှန်တွေသိရှိသွားဂျက်ကူရဲ့အဖေကပါတာဘာစီကိုမယုံတော့ပဲရမို့ကိုပီကီထံကိုလွှဲပြောင်းပေးခဲ့တယ်ဇတိန်ငန်းလေးရောက်တကယ်ကိုမျက်ရည်လဲရတယ်ညာပီကီကသူ့ကဘာကိုပြန်တော့မယ်ဂျက်ကူကသူ့ကိုလိုက်ဖို့တယ်ပီကီကကဘာမြေကအမတ်တရအနေနဲ့တခဲတွေကက်ဆက်ခွေအများကြီးတည်သွားခဲ့ဂျက်ကူကမေးတော့ဒါကဘာမြေကငှက်တန်တွေလူတန်တွေပါလို့သူကဖြေတတိယအိမ်နားထောင်ဖို့အတွက်သူကတက်ခဲတွေပါတည်သွားတာဖြစ်ကြောင်းသူကထပ်ပြီးပြောပြခဲ့တက်ခဲတစ်တာတစ်လုံးကကားပေါ်ပါသွားတဲ့အချိန်ပီကီကပြန်လိုက်ယူနေတော့ဂျက်ကူကအဲ့ဒီကက်ဆက်ထဲမှာအတန်တွင်းထားတဲ့အခွေတွေကိုနားထောင်ကြည့်လိုက်တဲ့အခါမှာအဲမှာငှက်တန်တွေမဟုတ်ဘူးဂျက်ကူရဲ့အတန်တွေကြီးဖြစ်နေခဲ့ဂျက်ကူရဲ့အတန်တွေကိုပီကီကအတန်ဖမ်းထားတာအိတ်ထဲမှာလေပီကီကဂျက်ကူကိုဖွင့်ပြောဖို့ရေးထားခဲ့တဲ့စာအုပ်ပါတွေ့ရှိသွားခဲ့ဒီလိုနဲ့ပီကီကသူ့ရင်ပြန်ရောက်လာတဲ့အချိန်မှာတော့နောက်ကိုတစ်ချက်မှလက်မကြည့်ပဲထွက်သွားခဲ့ပါတယ်ဂျက်ကူကဆာဖရက်နဲ့ပြန်ဆင်းပြေးနေဆိုတာသူကသိတော့သူ့ရဲ့အချစ်ကိုတိတ်ဆိတ်သွားလေးနဲ့နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်ပီကီရဲ့မျက်ရည်တွေကိုမမြင်စေချင်လို့လက်မကြည့်တာဖြစ်ကြောင်းဂျက်ကူကအလိုလိုသိနေခဲ့ပီကီကလူသားတွေကိုဟိုးတဲ့နေရာကိုတင် ကြားပေးခဲ့ပြီးသူကိုယ်တိုင်ကတော့လူတွေစီကလေယာဉ်ဦးတစ်ခုကိုပဲပြန်တင်ယူသွားခဲ့ပြန်ပါနောက်ဆုံးမှာတော့ဂျက်ကူလည်းစာအုပ်ထုတ်လိုက်တယ် PK ဆိုတဲ့နာမည်နဲ့ပေါ့ PK ပြန်သွားပေမဲ့သူထားခဲ့တဲ့မိကွန်းတွေကကျွန်တော်တို့ရှင်ထဲမှာကြံရည်နေခဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့ဒီလိုဘာသာရေးခူလုံးလုပ်ပြီးလိန်ညာနေတဲ့ကိစ္စတွေဘယ်လောက်တောင်ရှိနေမလဲညီကုန်းချုပ်ရင်နောက်ထပ်စိတ်ဝင်စားစရာဇလန်းတွေနဲ့အတူပြန်လာခဲ့ပါမယ် See you next time Bye bye